မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဟင်းနေအစုံအလင်းနဲ့ကိုဒီနေ့မှာအဖွားရှယ်ကိုချက်ပေးထားတာဆိုတော့အစုံအလင်းနဲ့ကိုဒီနေ့ဟင်းနေအရန်ကောင်းတယ်အဲ့တော့ဘာဟင်းနေဖြစ်မလဲဘာလဲစားမလဲဆက်လိုက်ကြည့်ပြီနော်အဲ့တော့ဟင်းလေးကြံညာပေးပါမယ်ခင်ဗျာအရင်ဆုံးဒါကလေပင်းင်းသီးစီးစီးလေးနဲ့ဝတ်သားနဲ့ဝတ်သုံးသက်သားအသားကိုရောပြီးတော့မှချက်ထားတယ်ပင်းင်းသီးဝတ်သားဟင်းလေးပေါ့နော်အချို့ချက်ကလေးအရန်မိုက်ပင်းင်းသီးနဲ့စီးနာပဲဆိုတော့လေအရန်ကောင်းဒါလေးကတော့လေရာသီစားပါလဲဆိုကြောင်ရှာသီးကိုပစုံအစိုးလေးနဲ့ကြော်ထားတာအဖွားကြော်ပေးထားတာမခါပဲနဲ့အရန်စားကောင်းတယ်တောင်ချာတီးကလူနဲ့တည့်တယ်ဆိုတော့စားပြရတယ်နော်ပြီးတော့နောက်တစ်ဖက်ကထားပါလဲဆိုလို့ရှိရင်ငပတ်ကိုငပတ်ငပိတောင်ပေါ့နော်ငပတ်ကိုငပိတောင်လောက်ထားတဲ့ဟာလေးအဲ့ဒါကိုမှတည့်ရသီးလေးနဲ့ဒီမှာရုပ်သီးစိမ်းလေးနဲ့ငပိချက်ကလေးအဖွားချက်ပေးထားတာဒါငပိချက်ကလေးငါးငပိချက်ပေါ့နော်ဒါကတော့ဒါငါးဥပေါ့နော်ငမြချင်းဥကိုလေဒါမွေးငါချက်မဲ့လူကငမြချင်းအကောင်ငါးအကောင်လောက်ကြည့်ပြီးတော့အထက်ထက်ဥအားတယ်သူတို့မယူဘူးတဲ့အဲ့တော့လက်ကားပေးခဲ့တာအဲ့တော့အဲ့ဒါကိုထားကိုအစိုးချက်ကလေးပေါ့နော်ခင်းကျင်သီးလေးနဲ့နံမင်းလေးတွေညုပ်သီးစိမ်းလေးအုပ်ပြီးတော့ချက်ထားတာအရန်စားကောင်းတဲ့အစိုးလေးချက်ထားတာဆိုတော့နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ဒါအဓိကဟင်းလေးရပါတော့ဒါကဘာလဲဆိုလို့ရှိရင်လေတရခင်ဒါကနန်ပင်ဒါအုတ်ရှိရွက်ဒါတပြူသီးလေးလေတပြူသီးလေးတွေကိုပြုတ်ထားတာတပြူသီးပြုတ်ရဲဒါဆိုလို့ရှိရင်ဒါရုံးမနေသီးလေးတွေကိုမိกินတာရုံးနေသီးกินတယ်အဲ့တော့ဒီနေ့ကဘိုက်တကယ်စားနေပြီစားတော့မယ်အော်ကြက်နေသေးတယ်မေးလို့ဒါအဖွားရှင်းချက်ပေးထားတာမှအမွှေတွေတစ်ထောင်းထောင်းထနေတယ်ဒါပါလဲဆိုလို့ရှိရင်ချက်မောင်ဖြူလေးပေါ့နော်ချက်မောင်အခါပေါ့ချက်မောင်ခါလေးတွေကိုဟင်းကြိုလေးချက်ပေးထားတာပစုံလေးနဲ့အရန်ကောင်းဒီနေ့ကရှင်းဟင်းကတကယ်ရှေ့ကောင်းလို့တလားလာစားဖို့တော့ဖိတ်ခေါ်ပါတယ်နော်အဲ့တော့လာစားကြပါအောင်ခင်ဗျာအဲ့တော့လာစားခင်ကျွန်တော်အရင်စားလိုက်အောင်နော်အဲ့တော့မပိချက်လေးများလေးစားလိုက်ခင်ဗျာမပိချက်ကတော့ရှေ့ကြိုက်တယ်အပိချက်ဒီဘာတွေကလေကိုပတ်တော့ကိုချက်စားရင်စားမကောင်းအဖွားချက်ကြည့်တော့တအားကောင်းအဖွားလိုက်ရအိမ်မှာဆိုလို့ရှိရင်အဖေမေတို့ထပ်ပူကောင်းအဖေတို့မေတို့ထပ်ပူကောင်းအဖွားကဒီနေ့အိမ်နေအဖွားကဒီတဲ့ရှက်လို့ဆိုပြီးသူကမစားဘူးဗီဒီယိုလေးရိုက်အောင်ဆိုခေါ်လို့မရဒါကတော့ငါးဥပေါ့နော်ငါးဥအစိုးချက်ကလေးအစိုးချက်ဆိုတာကကျတော့ဘယ်လိုလဲဆိုလို့ရှိရင်လေသူကဟိုကကြော်လိုက်တာမဟုတ်ငါးဥကိုမကြော်တော့ဘဲနဲ့ကျွန်တော်တို့ကအလုံးလိုက်ရတဲ့ဟာလေးနည်းနည်းလေးအပေါ်ရန်ကြောလေးတင်းသွားအောင်ပြုတ်လိုက်တယ်ပြုတ်ပြီးသွားမှအဲ့ဒါလေးကိုခန်းကျင်တီးလေးနဲ့ဒါဟိုအစိုးချက်ကလေးပြန်ချက်တာပေါ့နော်ပြီးရင်တော့ဒါပါလဲဆိုရင်ဒါကတော့ဝတ်သားပေါ့နော်ဝတ်သုံးသက်သားနဲ့ပြီးသွားရင်ဒါတငင်းသီးနဲ့ကိုအချိုးချက်ကလေးချက်ထားတာဒါလေးကလည်းအရင်ကောင်းတာပြီးရင်ဒါကျွန်တော်အရင်ကြိုက်တဲ့ဟာဒါလေးအဖွားကြော်ပြီးတာပဲကြိုက်တယ်အဖေကြော်လည်းမကြိုက်အမေကြော်လည်းမကြိုက်ဘူးကျွန်တော်ကြော်လည်းကိုပတ်သက်ကိုကြော်လည်းမကြိုက်ဘူးဒါပါလဲဆိုကြောင်ချာသီးကြော်ဒီကြောင်ချာသီးကြော်ကလေအရင်လဲစားကောင်းတယ်မခါဘူးတလားအဖွားကအရင်လိုက်ရကောင်းတာအဲ့ဒါကဲဒါဆိုတော့ဒီတို့စီကလေးယူလိုက်ပါမယ်နော်အုံရှိရွက်တွေရောနန်းနန်းပင်လေးပြီးသွားလို့ရှိရင်ဒါကတဖြူသီးနဲ့လည်းတို့မယ်ဟာဒီကင်ထားရုံးမလေးဒီလေးနဲ့ဟိုဝင်းတာပဲပြီးချက်နံရလားမှုရင်းတာပဲကုံတော့ကောင်းအဲ့တော့ဒီမှာကြည့်ပါဦးစားကြပါအောင်ခင်ဗျာစားကြပါအောင်နော်ကြည့်ပါရဲငါပြချက်လေးနဲ့နေထားတယ်အဲ့တော့စားလိုက်ပါဦးခင်ဗျာဒီမိငါပဲအောင်းတော့ကြောင်ချာလေးတော့ကျွန်တော်ကြောင်ချာလေးတော့ရမ်းချက်လုံးလေဒီကြောလုံးလေဒီတင်လေးပေါ့နော်ဒါစမမျိုးဟင်းရလေအောင်ပြဟင်းရကြတော့ရိုးချင်မှလည်းမတူသူကနည်းနည်းလေးခါတဲ့တက်ပြီးလို့ပါတက်လေးနဲ့ပြီးတော့တအားမချင်ဘူးအရင်တောက်လို့ကောင်းမကြည့်ရှယ်ကောင်းတယ်ဗျဟုတ်ပြီပါလေ我这个脸也不一样的了，都录了哈。然后呢，来别个呢，好多点的面来啥的，这表弟啊哩，之前没记得用的知道表他，这爱没记得呢，偏这个呢，以前啥方呢？啊，这个讲。ဒီငါးဥလေးအဲ့လိုဟိုပေါ့နော်ငါးအကောင်လိုက်ဒီပိုင်းဝယ်လို့အထက်ထဲမှာဘိုက်ထဲမှာအဲ့လိုဥပါလာဆိုလို့ရှိရင်ငမြချင်းဥတွေပါလေဆိုလို့ရှိရင်လေကြော်စားလိုက်ပြန်မလုပ်နဲ့သလားဒီလိုအစိုးချက်ကလေးချက်စားကြည့်သူ့ဟိုအထုပ်ကလေးနဲ့ပဲဖြစ်ပေါ့နော်ရင်နွေးလေးကိုထည့်ပြီးသွားလို့ရှိရင်ကြွကလေးနဲ့ပဲဖြစ်ထည့်ပြီးတော့အဲ့ရင်နွေးအိုးထဲမှာရင်နွေးပုတ်ပတ်စီနဲ့ထဲမှာခဏလေးနှစ်ထားလိုက်အဲ့ဆိုအဲ့အစိုးလေးကလေနည်းနည်းလေးတင်းသွားအပေါ်ရင်စိုးလေးတင်းပြီးတော့ဖောက်တင်းလေးဖြစ်သွားအဲ့အချိန်မှာအဲ့ရောင်မှာကျွန်တော်တို့ကခရမ်းကျင်ဒီနဲ့ဒီညုပ်လေးပါပြီးစီတက်ပြီးတော့ခရမ်းကျင်ဒီလေးနဲ့ထည့်ပြီးတော့အဲ့ငါးဥနဲ့ထည့်ပြီးတော့လေဂျီလေးထည့်ပြီးတော့အိုးရှယ်နော်အရန်စားကောင်းလို့ပြပေးရသလားနော်အဲ့လိုမျိုးလေးလေဟိုကြုံဟိုချက်စားကြည့်ပေါ့နော်အများတိုင်းဒီလိုငါးဥကိုဒီတိုင်းရိုးချက်တာတွေပြောရကြော်ပြီးတော့မှပြန်ချက်တာဆိုရင်ကျတော့လေကျွန်တော်သိကြိုက်သလားမာတောက်ကြီးနေလို့ကြိုက်လိုက်လို့ရှိရင်မခက်ကြီးဖြစ်နေတော့လေကျွန်တော်မကြိုက်ဘူးဒီလိုမျိုးအစိုးချက်ကိုအရန်ကြိုက်တယ်ဒါကျွန်တော်တို့ဈေးထဲမှာဆိုလည်းဒီလိုမျိုးလေးဟိုရောင်းနေပေါ့နော်သူများကြီးချက်တဲ့ဟာကိုလည်းကျွန်တော်လိုက်ကြည့်ပြီးတော့လိုက်ချက်တာအော်ကောင်းနေရောပဲ
စားပေါင်းမယ်ခင်ဗျာတော့တင်ရင်ဒီလေးဆွေးနော်ဟိုသားနဲ့တင်ရင်ဒီနဲ့ဆက်တော့ချိုးချိုးစီးစီးလေးအဖွားရှက်ချက်တယ်ဘုံလေးဒီကနေကောင်းနော်တော့အောင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျရဆိုလို့ရှိရင်လည်း TikTok မှာဆိုလို့ရှိရင်လည်း follow လေးလုပ်ပေးခဲ့ကြနော် YouTube မှာဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာအောက်မှာလည်း comment ကလေးအများကြီးမြင်ရေးပေးခဲ့လို့ရတယ်နော်ဘယ်လိုချက်သားကြလဲငါဥဆိုရင်ဘယ်လိုစားကြလဲတောင်သာသီးလေးတွေရောအခုရာသီပေါ်လေးမှာကြော်စားဖြစ်ကြလားဆိုတာလေး comment ကလေးဝင်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆက်စားလိုက်ပါအောင်မနော်တဒါ